ရတယ်ဗောနော်ဆိုဒီဘက်ကဘာလို့အလဲမှာတိုင်ပတ်နေပြန်တာတော့ funny ဘက်ကိုတွားတိုင်းနေတာ funny ကေးပဲ boss man ပြီးပုတ်ပေးလိုက်တာဖဲ့ပါဖျားသွားပြီ oh my god တန်းနှကောင်တွားပြီးရာရတာဆိုတပကေးပိုင် funny နဲ့တူစောစီ hero king နှကောင်စရသွားပြီ global number 9 funny လို့တော့ပြောတာပဲတကယ်ဆို funny ကေးပဲလေးရောစလွယ်ပြီ link template ဒီပိုင်းစပြီးတော့ပေးထားနေတယ်ပဲဒါလေးရောအမှန်ကန်ကောက်ပြ link ကေးပဲကတ်တော့ဖြတ်ပိုင်းလိုက်တယ်ဆိုရင်လည်းလဲအနေနဲ့တွင်းအနေငယ်နဲ့ပြန်ပြီးတော့လွတ်မြောက်နေသေးတယ်ပေါ့နော်ဒီမှာငကားစပြီးတော့ pressure ပေးလာလေးနဲ့မြင်ရင်းနဲ့ပဲကဲ blue belt လေးကတော့စတင်ဒိုက်ပြီဗျကဲဆိုလင်းအနေနဲ့ကတော့ blue belt refill လေးပါလေးပေါက်ရသွားပါပြီ fanny ရေတော့စကြည့်ပြီပေါ့နော် lane tablet ပေး minor fury ပဲထောင်းလို့ရတာကောင်းတယ်ဆိုပေမဲ့လည်းတော့ follow damage ပါလာတဲ့ချင်းကိုမှ lane ဓာတ်နဲ့လိုက်ထိုး flag လေးပါလေးနဲ့ပြန်ပြေးနေတယ် hero kit နှစ်ကောင်သုံးကောင်စပေးလိုက်ရတယ်ပေါ့နော်ဆွဲလိုက်ရပုံမှာကျွန်တော်အပေါ်မှာတက်ကြည့်အချိန်ဆွဲလိုက်ရကျန်နေတဲ့ကောင်တွေပဲဆုံးသက်ဖို့ကြိုးစား ground နေနဲ့တွန်းပြီးတာကောင်းတယ် minor fury 2 man ထောင်းပြီးတာ fanny cable လေးနဲ့ကပ်ပွတ်နေတယ်ကတ်ထရိုတွေပဲဖြတ်ပိုင်းနေဆိုပေမဲ့လည်းRevisalite ဒီပိုင်းနဲ့ပြန်ဟီးလိုက်တာဆိုတော့လေမလုံလောက်အောင်သူ့အနေနဲ့ blue belt မရှိတဲ့အတိုင်းဝင်ဆိုတော့လေတိုင်းကပတ်တယ်ဗျာဒီကဲ Fury ကလေဘောတင်ပြီးထားတယ်ဒါပေမဲ့ Fanny K ပဲဆွဲလာပြီးတော့ Atlas Fade နဲ့သူ့မှာဆွဲပြီးထားရင်ကောင်းလိုက်တာဒါပေမဲ့ Fury တိုင်းမရှိချင်တဲ့ကောင်က Atlas ပဲပြန်ပြီးဆက်လိုက်ရင် Fanny K ပဲနဲ့ပို့ကတ်သရိုးတွေဖြတ်ပိုင်း Fanny K ပဲတောက်ချဆွဲပြီးတော့ Horseman တိုင်းနဲ့ပဲဆိုချောင်းလေးပဲစုပ်တက်ပြီးနေ Hero K နှစ်ကတ်သရိုးနဲ့ Fade လေးနဲ့ပဲမရှိချင်တဲ့ကောင်က Fanny K ပဲနဲ့ဝင်သွားခြင်းဒီလားဝင်သွားရတော့လေးလေးနဲ့တားမလေးမရှိဘူးတော့လင်း Retriever ပေါက်တယ်ရသွားလားမရလိုက်ဘူး Fanny နေနဲ့ပြန်ထွက်လို့တော့ရအောင်မလား Fannyကဲလင်းလေးတော့ဆုံးတက်ပြီးထားတယ်ဗျာ Fanny Horseman ထားတဲ့ပုံပဲ Scale 1လေးနဲ့ပဲ Physical Light ကုန်နေနဲ့ပဲ KM Split ရဲ့ damage ရအောင်မှာ Hero King နှစ်ကောင်ပေးလိုက်နေပဲ Blue Belt ပါထပ်ပါစေလိုက်သွားတယ်ဒီတော့တတိထားစီခြင်းနဲ့ဆို Fanny နေနဲ့ Blue Belt ဒီပါပြန်စားပြီးချအောင်မလား Joy Letter 5 minute လိုက်နေတာ Grota Tony ချက်1 man ပဲထောင်းမိကြရင် Atlas Fade နဲ့ဆွဲအောင်မလား Atlas Fade နဲ့မရှိချင်ကိုမှ template ဒီပါဖြစ် Fanny K ပဲရောက်လိုက် Grot Wall ပဲရကောက် Mindless Fury 2 man 3 man ဒီပါထောင်းမိထားနေပဲတကယ်ကောင်းတယ် Fanny ကျန်နေတဲ့ကောင်လေးကိုပါထပ်ပြီးဆုံးကြည့်တော့မှုတော့ Fanny K ပဲလေးနဲ့ပြန်တော့ဘတ်ဖို့လိုနေတာ KM Walker တွေပါထုထားရဆိုမှလည်း flag လေးနဲ့ပြန်တော့ပြေးထားနေပဲ use အောင် Dragon Found တွေပါပြောင်းပြီးတော့ battle ပြန်လာဆိုင်မှာဒါပေမဲ့ first hour လေးတစ်လုံးကတော့ပြေးဆက်လိုက်ရတယ်ပဲ KM တော့ပြေးလိုက်မလားမင်းတော့မီမနေဘူး Dragon Day Soccer Fury ရဲ့ time နဲ့ Lewa တင်နဲ့ flag လေးနဲ့ပဲအတားလေး KM ပြန်ထွက်ဒါပေမဲ့ Dragon Day Soccer ကြားထဲမှာKM တကောင်တော့ပြန်ပေးဆက်ထားတယ်မိုင်းနူရော rubber ပါလာကြည့်ပေးနေတာငကားပြန်ပေးရ Dragon Day Soccer ကြားထဲမှာတော်တော်လေးအမဲ့ flower OCB ရှိအချက်ကိုမှ KM rocket တွေပါချုပ်ပေးထား K2 နဲ့ထပ်ချုပ်အောင်လားအော် Fury ရဲ့ time butterfly Dragon Day Soccer ကြားထဲမှာ KM တင်လို့ပဲဖျားသွားပြီတော့ဒီမှာ Fanny physical light ကုန်နေတာမြင်နေနေပဲ Atlas Fade ဝမ်းမဆွဲပေးထားတာ Fanny ကိုဘာလို့2မှမဆွဲရလဲ Revisalite ဒီနဲ့ပါပြန်ဟီးပေးတိုင်းနဲ့ပဲso growth တောင်းနေချက်တွေပါရှိနေလားမရှိတော့အချင်းကိုမ Fanny လွတ်မြောက်ဖို့တော့များနေပြီ scale 2နဲ့ပြေးလိုက်နေခေါင်းပြက်ကြီးဘာလို့မှလဲမမတော့လုံးလို့မရဘူး Fanny ကိုလွတ်မြောက်ဖို့ပေးလိုက်ရပြီဒါပေမဲ့လူတော့လာတဲ့အချင်းကိုမှ minor တော့ပြေးစရာ spec မရှိတော့ရင်လည်းပဲ minor တကောင်တော့ပေးဆက်လိုက်ရပါပြီကဲတော့လောက်ဖို့တော့စူးစမ်းနေရ user Fanny တို့အတက်နိုင်ဆုံးတော့လိုက်မောင်းထုတ်နေပြဒါပေမဲ့လည်း Fanny နဲ့ cable လေးနဲ့အတားလေးဆွဲဝင်လိုက်လဲရတယ်အောက်မှာ join နင်းပေးလိုက်တယ်တေးတော့တေးဆုံးသွားပြီ so Fanny retreat နောက်ဆုံးတော့မှန်ကန်သွားဒါပေမဲ့လည်း Fade လေး3 man ဆွဲပေးထားတယ် Minor Fury ပြန်ထောင်2 man မိသားတည်းဆိုရင်ကြားထဲမှာပတဲရှုပ်သွေးချောင်းနေနဲ့လွတ်မြောက်အောင်မလားချောင်းတော်ပြေးနေပြီချောင်းတွေးရတော်တော်နဲနေနေပဲချောင်းတော့အကုန်လုံးပြေးလိုက်သွားပြီဒါပေမဲ့လည်း Crystal Throne only ချိုးနေကြွားအဆင်ပြေပါမလားပြေတော့ပြေဘူးချောင်း flag eye နဲ့ပြန်ပြီးတော့တင်းထွက်သွားတာလေကောင်းတယ် Joy Letter 5 minute နေမိထားတာအတလက်ကတော့ play တည်သွားပြီဒါပေမဲ့လည်း use အောင်ရဲ့ damage ကြားထဲမှာပြန်ပြီးပေးဆက်လိုက်ရတော့ join ပဲဖြစ်တယ်ဆို use အောင်နေနေတော့တင်းကိုတတ်နိုင်နေများတော့ထမ်းမင်းနေသေးတယ်အပေါ်မှာလေး by 1နေ2 vs 1နေ2 vs 1နေညချောင်းတဝဲအတွက်ကိုနေပေး2 vs 2 KM separate with damage နေပါအဲ့တော့ face လေး2မှာကောင်းလိုက်တယ် Fury ရဲ့ တိုက်တွေပါပေးတာ KM flag နဲ့ပြန်ရုံးထွက်သွားရင်ဆိုပေမဲ့လည်းလက်တော့လွတ်မြောက်သွားတယ်ဗျချောင်းလေးတစ်ကောင်ကတော့ pass တော့ပေးဆက်လိုက်ရပြီ